16နိုင်မှာ17နိုင်ဒီဘာအစားအစာမှမစားဘဲနဲ့နေမယ်ဆိုရင်ခန္ဓာကိုယ်ကဘာဖြစ်ဖြစ်သွားနိုင်တယ်အခုခေတ်မှာခေတ်စားနေတဲ့ fasting ဆိုတာကလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကဘုရားရှင်ဟောကြားခဲ့တဲ့ဝိကာလဘောဓနာကိုအခုဆိုလို့ရှိရင်သိပ္ပံပညာရှင်ကြီးတွေကတကယ်ကျမ်းမာရေးနဲ့ညီညွတ်ကြောင်းထောက်ခံချက်ပေးနေပါတယ်16နိုင်လောက်အစာမစားဘဲနေလိုက်လို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ဘာတွေပြောင်းလဲသွားမလဲဆိုရင်အရင်ဆုံးမှာခန္ဓာကိုယ်ကရုပ်တရက်ကိုပဲရှင်သန်ရေးမှုကိုရုပ်တရက်ပြောင်းလဲသွားတယ်။ဒါမှရှိနေတဲ့ပျက်စီးနေတဲ့အစိတ်အပိုင်းတွေပရိုတင်းအစိတ်တောက်တွေနဲ့ယောဂပိုးမွားတွေကိုပြန်လဲဖြတ်စည်းပစ်ပြီးတော့သဲအသစ်ကိုအလိုလောက်ပြန်လဲတိဆောက်ပေးတယ်။ autophagy ဆိုတော့မိမိကိုယ်ကိုပြန်လဲတန့်စင်ခြင်းဒါမှမဟုတ်လို့ရှိရင်မိမိကိုယ်ကိုပြန်လဲစားသုံးခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဥပဒေဆောင်ရင်ရနိုင်မဲ့ကျန်းမာရေးဘက်ကအကျိုးကျေးဇူးတွေကတော့ဆဲဟောင်းတွေကိုလဲလှယ်လိုက်လို့အရွယ်တွင်ညှို့ပြိုစေလာမယ်။ဆဲအတွင်းကအမိုက်တွေရှင်းထုတ်လိုက်လို့ကိုခံအားစနစ်ကျန်းမာတန်ဆွဲလာမယ်။အယ်ဇိုင်းမာကင်ဆာနဲ့နာတာရှည်ရောဂါတွေကိုကြိုတင်ကာကွယ်ပေးနိုင်တယ်။ဥပဒေဆောင်ရင်ရနိုင်မဲ့အကျိုးကျေးဇူးတွေကတော့အစာအာဟာရပေါ်မှာလူချင်းနဲ့သတ်မှတ်တဲ့လောဘကိုစွန့်လွတ်နိုင်တယ်။အစားအသောက်ပေါ်မှာထားတဲ့လူရင်းဆန္ဒကိုထိန်းချုပ်နိုင်တယ်။အဲ့ဒီလူရင်းဆန္ဒကိုထိန်းချုပ်နိုင်တဲ့အတွက်စိတ်ဆွမ်းရင်မြင့်တက်စေတယ်။စိတ်စားသောက်အတွက်လည်းဝင်မပူတော့ဘူး။ကျမတို့တွေကရုပ်ကျမ်းမာဖို့စိတ်ချမ်းသာဖို့အတွက်တခုခုအမြဲတမ်းဖြစ်နေရမယ်လို့ပဲယုံကြည်ကြတယ်။အဲ့လိုတွေမှာတော့အဲ့ဒါဆန့်ကျင်မယ်။ကျမတို့ခန္ဓာကိုယ်နဲ့စိတ်ကိုအနာပေးလိုက်မယ်။ရှော့ချလိုက်မယ်ဆိုလို့အကြီးမားဆုံးကုသခြင်းဖြစ်ပါတယ်။ဒီနေတဲ့ညီကိုမောင်နှမတို့တပတ်ကိုအနည်းဆုံးတရက်ဖြစ်ဖြစ်ဥပုသ်ဆောက်တင်တယ်။ဒါမှမဟုတ်ကိုကဗုဒ္ဓဘာသာမဟုတ်လို့ရှိရင်လည်းတပတ်မှာတရက်လောက် fasting လုပ်တင်တယ်။တကယ်လို့ကိုကအဲ့လိုမျိုးရက်တိကျမလုပ်နိုင်တော့ကိုယ့်ရဲ့နေ့စဉ် lifestyle မှာ fasting လုပ်ဖို့အကြံပေးတင်တယ်။ကျွန်မ fasting လုပ်တဲ့ပုံစံလေးကိုရှင်းပြမယ်။ကျွန်မမနက်ဆိုလို့ရှိရင်မနက်ပိုင်းကို coffee တန်းဖြစ်ဖြစ် coffee တစ်ခွက်ရယ်ကြောက်ဦးနှလုံးရယ် coffee တန်းရယ်တက်ဦးရယ်စားလိုက်တယ်ပေါ့နော်စားလိုက်ကိုယ့်ရဲ့နေ့လက်စားကို12နာရီလောက်စားလိုက်တယ်။အဲ့ပိုင်းဆိုရင်စားတင်ရမယ်စားမတင်ခင်4နာရီလောက်ကိုကျွန်မတစ်ထပ်ညစာအနေနဲ့စားလိုက်တယ်။စားလိုက်ပြီးလို့ရှိရင်အိမ်နောက်ပိုင်းကကျွန်မရဲ့ fasting အချိန်ပဲ။အိမ်နောက်ပိုင်းအတွက်ကိုစားတာတို့ဘာလို့ဆိုလို့ရှိရင်အိတ်ထားထဲမှာဆိုစားခဲ့လို့ရှိရင်လည်းတုပ်ပြုတ်ပြီးနည်းနည်းထပ်စားလိုက်မှာပေါ့နော်။ထပ်စားလိုက်ပြီးလို့ရှိရင်တောက်လျှောက်ကအစာလုံးဝမစားတော့ဘဲနဲ့ရေနဲ့ပဲမနက်မိုးလေးနဲ့ပြိုရေနဲ့ပဲတောက်ပြီးတော့ညာအိတ်လိုက်တယ်ပေါ့နော်ညာအိတ်လိုက်ပြီးတော့မှမနက်မိုးလင်းမှာဒီမှာအိတ်တိုင်းပဲပြန်ပြီးတော့စားမယ်ပေါ့နော်ထိန်နဲ့ကိုညှိပြီးတော့ fasting လုပ်တာပေါ့နော်ကို fasting လုပ်တာကြည့်ဥပုသ်ဆောက်တာကြည့်အိတ်ထိန်မှာရေကိုလုံလောက်စာတောက်ပေးပါရေကတော့အစိတ်အတောက်တွေကိုဆွန့်ထုတ်မှုမှာအကူအညီပေးတယ်စိတ်ငြိမ်ဖို့အတွက်လည်းအိတ်အားထိုင်တာတို့စောက်ဖတ်တာတို့လုပ်စေချင်တယ်ကိုယ့်ကိုယ်ပြန်လဲသုံးသပ်တဲ့အဆင့်လေးလည်းလုပ်စေချင်တယ်အဲ့လိုမျိုး fasting လေးတင်ကိုထောက်ပြောပြခဲ့တဲ့ဂျပန်လူမျိုးသိပ္ပံပညာရှင်ကနိုဘယ်ဆုကိုရရှိခဲ့တယ်။ကိုယ်ဆောက်တဲ့အလေးထားကျန်းမာရေးအတွက်ဘယ်လောက်တောင်အကျိုးရှိလဲဆိုတာသိပ္ပံနည်းသားတွေ့ရှိခဲ့တယ်။ရာကိုအတင်းလိုက်ဖြစ်နေတာတဲ့ခိတ္တခဏရင်နာပြီးတော့ရှော့ချလိုက်တာကပိုရောစိတ်ပါပြန်လဲနှိပြိုစေတယ်။အခုသိနေတဲ့ညီကိုမောင်နှမတွေလည်း fasting လုပ်တဲ့အခါမှာဘလို့အကျိုးကျေးဇူးတွေခံစားရလဲဆိုတာကိုသိနေခဲ့ပါအောင်။အခုသိနေတဲ့ညီကိုမောင်နှမတွေလည်းကျန်းမာရှင်းလန်းပြီးတော့ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါရစေ။